တက်နိုင်တဲ့အချိန်မှာတီးခန့်ခြင်းနဲ့ရှေ့ကိုဆက်သွားပါတဲ့အမှန်ပါပဲကိုမတက်နိုင်တဲ့အရာတွေဟာဘဝမှာတကယ်ရှိတာမို့လို့ကိုလိုတလို့ဖန်နီးယူလို့မရသေးတဲ့အချိန်မှာကိုဖြစ်ချင်တဲ့အရာတွေအတွက်အယမ်းဆန္ဒတွေမစောပါနဲ့ကိုနားလေပါကြိုးစားနေရတဲ့ကာလမှာအယမ်းပိုင်ဆိုင်လို့စိတ်တွေများနေရင်ဒီလမ်းဟာပို့ပြီးတော့နှောင့်နှေးတတ်ပါတယ်ဒါကြောင့်ဖြစ်ချင်တာကိုစိတ်အေးအေးနဲ့ကြိုးစားပါမဖြစ်မြောက်သေးတဲ့အိမ်မက်တွေအကြောင်းကိုလည်းခဏတွေးတောနေတာမျိုးတွေမလုပ်ပါနဲ့မတက်နိုင်သေးတာတေချာနေတဲ့အချိန်မှာတီးခန့်ခြင်းနဲ့သာရှေ့ဆက်တာကောင်းပါတယ်ကိုယ်တိုင်ကနီးမှန်လမ်းမှန်နဲ့ကြိုးစားနေသေးတော့တလန်းချင်းဆိုတဲ့ခြေတလန်းတွေကလည်းတနေ့နေ့တော့ကိုရီမှန်းထားတဲ့ပန်းနိုင်ကိုတေချာပေါက်ရောက်ကြမှာအမှန်ပါပဲရှင်